ဒီနေ့တနင်္လာနေ့မှာ free skin ရမယ့် event တွေပါတယ်ပေါ့နော်ဒီတစ်ခုကကျွန်တော် rather ကို9ရက် login ဝင်မယ်ဆိုလို့ရှိရင်ဒီ2ပုံစံဟာလေးခု90နဲ့ elite skin တွေလဲလို့ရတယ်ပေါ့နော်ဒါကတော့ခဏပြီး skin ရမယ် shopping week event ပေါ့ daily test တွေလို့ bro တွေရှုပ်ပြီးတော့ rather ကိုဒီဟာလေးကို clean လို့ရမယ်ပေါ့နော် weekly test နဲ့ daily test ဆိုပြီးရှိတယ်ပေါ့ကျွန်တော်ကတော့လှည့်ပြဖို့အတွက် bro 10ပွဲလောက်တော့စုပ်ပြီးသွားပြီပေါ့ကျွန်တော်စမ်းလှည့်ပြမယ်ကျွန်တော်ရှေ့မှာလဲထားတာ195 point ရှိပါပြီအခုထပ်လဲတာလဲဆိုတော့ကျွန်တော်အားလုံးက point 360ရောက်ပါပြီပေါ့နော်စူးလက်ဆောင်တွေကတော့ point 100ပြည့်ရင်တင်စီတဲ့ဟာအဖက်ရမယ် point 450ဆိုရင်တော့ပြီးလဲဝင်ပေါ်တဲ့ဟာတွေရမယ် point 800ဆိုလို့ရှိရင် emote ရမယ်ပြီးတော့ point 1100ဆိုရင်ပေါင်ရမယ်ပြီးတော့1450ဆိုရင် Vigo Fat ရရင်ပေါ့နော်ဒါပေမဲ့ Vigo Fat ကတော့အပိုင်မဟုတ်ဘူး1800ဆိုရင်တော့ကျွန်တော်တို့ skin နှစ်ခုရဲ့တစ်ခုအပိုင်ရွေးလို့ရမယ်ပေါ့နော်စပင်ဝင်းနောက်တစ်မျက်နှာမှာကြာတော့သူက diamond 1000ခွဲနဲ့ Oppo ဖုန်းကိုပြီးထားတယ်ပေါ့နော်လေတို့ထူကကြတော့ဖုန်းမလိုချင်ဘူးဆိုလဲ diamond 1000ခွဲပဲယူလို့ရတယ်တခြားယူရတွေကကြတော့ဒါ try get တွေပဲများရပေါ့နော်ပိုင်ရမယ့်ဟာခက်ရှားရှားပေါ့ကျွန်တော်လဲကြည့်တာ dazzling ကွာရတယ်ပေါ့နော်ဒီ dazzling ကွာယူဒါတော့ဘာမှ300မှလဲဆိုတော့ event တွေကနေပြီးတော့ dazzling shop ဆိုတဲ့ထဲတွားပြီးတော့ brother တို့ကြိုက်တဲ့ skin ကိုတော့လဲလို့ရတယ်ဒါမဲ့ဟို skin တွေမဟုတ် hero လည်းလဲလို့ရတယ်ပြီးတော့တခြား accessory တွေလည်းလဲလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ skin အကုန်ရှိပြီးသားဆိုလဲစရာမရှိဘူး hero ကလည်းရှိပြီးသားဆိုကျွန်တော်မှလဲစရာဘာမှမရှိဘူးဗျာဆိုတော့ accessory ထဲမှာလည်းကိုလဲချင်တာရှိလားဆိုလဲစရာလည်းဘာမှမရှိဘူးဗျာဒီကွန်ဘာလို့လုံးရမှန်းမသိ emote လည်းလဲလို့ရသေးတယ်ဗျာ